အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့ Facebook account ကိုအခြားသူတွေရှာလို့မရအောင်ပိတ်ထားလို့ရမယ့်နည်းလမ်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့နည်းပညာနဲ့ပတ်သက်တဲ့ဘုသူတ္တတွေလေ့လာလို့ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဒါဆိုရင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့Facebook ထဲကိုဝင်လိုက်ပါမယ်Facebook ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ profile ထဲကိုဝင်ကြည့်ရမယ့်နေရာလေးပေါ့နော်ဒီ menu bar လေးထဲကိုဝင်လိုက်ပါမယ်ဟုတ်ကဲ့ပြီးတော့ရင်တော့ကျွန်တော်တို့အောင်နာကိုဆွဲပါမယ်ဗျဒီအောင်နာမှာခုကျွန်တော်4000 white ပြတဲ့ setting and privacy ဆိုတာလေးရှိပါတယ်အဲဒါလေးတွေကိုကျွန်တော်တို့ဝင်ရပါမယ်ဟုတ်ကဲ့ပြီးတော့ရင်တော့ကျွန်တော်တို့ setting ထဲကိုထပ်ဝင်ရပါမယ်ဗျsetting ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အောင်နာကိုနည်းနည်းလေးဆွဲပါမယ်ဒီအောင်နာမှာရှိတဲ့ဒီ home vivo find and contact you ဆိုတာလေးပေါ့နော်ခုကျွန်တော်4000 white ပြတဲ့ဟာလေးပါဗျဟုတ်ကဲ့အားလေးတွေကိုကျွန်တော်တို့ဝင်ပေးရမှာဖြစ်ပါတယ်ဒီထဲမှာဆိုရင်ကျွန်တော်တို့ခုကိုယ့်ရဲ့ friend တွေကိုပေါ့နော်မမြင်အောင်ကြည့်လို့မရအောင်ပိတ်ထားလို့ရတဲ့ဟာလေးရှိပါတယ်ဗျကိုယ့်ရဲ့ friend list ကိုတခြားကိုယ့်ရဲ့ email တွေဖုန်းနံပါတ်တွေ Gmail တွေပေါ့နော်စတာတွေကိုလည်းကျွန်တော်တို့ only me နဲ့ထားပေးလို့ရပါတယ်ဒီတွေကိုဝင်ပြီးတော့ပေါ့နော်ကျွန်တော်တို့ရဲ့အချက်လက်တွေကိုဘယ်သူမှကြည့်လို့မရအောင်ပေါ့နော်ပိတ်ထားလို့ရပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ကတော့ဒီနေ့ကိုယ့်ရဲ့အကောင့်ကိုခြားသူတွေရှာကြည့်လို့မရအောင်ပေါ့နော်ရိုက်ရှာရင်မတွေ့အောင်လုပ်လို့ရမှာတော့ကျွန်တော်တို့ဒီခလုတ်လေးပေါ့နော်ဟုတ်ကဲ့ဒီခလုတ်လေးကိုကျွန်တော်တို့ပိတ်ထားပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီဟာလေးကဒီလိုခုနလိုအပြာကနေဒီဖြူရောင်လေးပိတ်သွားပြီဆိုရင်တော့ရသွားပါပြီဒီလိုပိတ်ထားလိုက်ရင်ကျွန်တော်တို့ရဲ့ Facebook account ကိုအခြားသူတွေကနေပေါ့နော်ဒီ search bar မှာရိုက်ရှာရင်ကိုယ့်ရဲ့နာမည်ရိုက်ရှာရင်တော်တော်နဲ့ထွက်မလာတော့ဘူးပေါ့နော်ဟုတ်ကဲ့ဒီတိုင်းလေးကျွန်တော်တို့လိုက်လို့ရပါတယ်ဗျဒီနေ့ကျွန်တော်ပြန်လဲမျှဝေပေးခဲ့တာကတော့ကိုယ့်ရဲ့ Facebook account ကိုအခြားသူတွေရှာလို့မရအောင်ပိတ်ထားလို့ရတဲ့နည်းလမ်းလေးကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုဆုံးထိလိုက်ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်